ငယ်ကလေးကလည်းအခုချိန်ထိမိဘရဲ့အတွက်စုဆိုလို့ဘာစုမှမယူပေးနိုင်ခဲ့ဘူးပေါ့နော်အကောင်းဆုံးမျိုးသမီးဆက်ဆောင်ဆုရှင်အားထူးချွန်ဆုချင်းမြင့်ပေးပါတော့အကယ်ဒမီချိုပြုံးအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ2025ခုနှစ်အတွက်အကောင်းဆုံးမျိုးသမီးဆက်ဆောင်ဆုရှင်အကယ်ဒမီယတနာဘူကကျေးဇူးတင်စကားပြောကြရန်ဖြစ်ပါတယ်ရှင်ဒီအကယ်ဒမီစင်မြင့်ပေါ်ကနေပြီးတော့မြတ်စွာဘုရားရှင်နဲ့တကွာဘုရားတရားတန်ခါကိုဥခိုက်ရှိခိုးကြောပါတယ်အခုကြွားရောက်လာကြတဲ့နိုင်ငံတော်အကြီးအကဲများနိုင်ငံတော်ပုဂ္ဂိုလ်များနဲ့တကွာဒီအကယ်ဒမီဆုကြီးကိုအကဲဖြတ်ပေးကြတဲ့ရုပ်ရှင်အစည်းအရုံးကပပဦးကြည်စိုးထုံးနေတကွာအကဲဖြတ်ထိုင်များအားလုံးရှင်နေကနေလိုက်လဲလဲနဲ့ကျေးဇူးတင်ပြီးတော့ဂါရဝပြုပါတယ်ရှင်ဘိုလ်တို့လူပညာသမားတွေအတွက်မှတ်တိုင်တစ်ခုဖြစ်တဲ့ဒီအကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုကျေးဇူးရှင်တွေဆရာသမားတွေကြောင့်ချေရတဲ့ပြိသက်တွေကြောင့်ဘိုလ်ခုဒီစုကြီးကိုရရှိပိုင်ဆိုင်ခဲ့ပါပြီမန္တလေးကနေပြီးတော့ဝါသနာတစ်ခုနဲ့တက်လာတဲ့မိန်းကလေးတယောက်ကိုနုပညာပြိုးခင်းဆိုတဲ့ဘိုးရဲ့ဆရာတွေဖြစ်တဲ့အန်ကယ်လေးကိုပြေတီဦးကိုနေတိုးကိုမြင့်မြတ်ကိုခန့်စီသူကိုဝိုင်းနဲ့ဆရာများကိုကျေးဇူးအများကြီးတင်ပါတယ်ဆရာတွေကြောင့်ဘဝနုပညာကိုချစ်တဲ့နုပညာကိုဒီနေရာထိရောက်အောင်ရောက်လာခဲ့တာပေါ့နော်ပြီးတော့နောက်ထပ်ကျေးဇူးတင်ခြင်းနဲ့ဘိုးရဲ့ကျေးဇူးရှင်တွေဖြစ်တဲ့ဘိုးပေါ်မှာကျေးဇူးအများကြီးရှိတဲ့မောင်မီဖျားရုပ်ရှင်ထုတ်လုပ်ရေးအောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးကဒေါက်တာကျော်ဦးနဲ့ကိုအောင်ကိုဦးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အကိုရဲ့ချစ်ချင်းမေတ္တာနဲ့တုံသင်ဆုံးမသင်ကြားပေးမှုတွေနဲ့ဘဝဒီစုကြီးကိုပဲရခဲ့တာပါပြီးတော့ဒီကားကြီးကိုပုံဖော်ရိုက်ကူးတဲ့ဒရိုက်တာမင်းမင်းပုံလည်းအရန်ကျေးဇူးတင်ပါတယ်ရှင်မောင်မီဖျားမှာပါဝင်တရုတ်ဆောင်တဲ့မာကြီးဆိုမခိုင်နှင်းဝေတငယ်ချင်းတိုင်ရွန်တို့မယူတို့အားလုံးကိုလည်းတင်းပြီးတစ်ခုလုံးကိုပေါ့နော်အများကြီးကျေးဇူးတင်ပါတယ်လို့ဘိုးနောက်ထပ်ကျေးဇူးတင်ချင်တာဘိုးစိတ်ဓာတ်တွေကြတိုင်းလက်လျှော့ချင်တိုင်းဘိုးရဲ့မိဘနှစ်ပါးကိုအမြဲတမ်းပြောဖြစ်တယ်ဆက်မလုပ်ချင်တော့ဘူးလုံရင်းနဲ့လမ်းပြောက်နေတယ်ဆိုပြီးပြောတဲ့အတိုင်းမှာဘိုးရဲ့ဖေကသမီးဆက်လုပ်ရမယ်သမီးကအကယ်ဒမီမင်းသမီးဖြစ်အောင်မယ်လို့သူအမြဲတမ်းပြောခဲ့တယ်ပြောတိုင်းအိုက်တုံးကတော့ဖေကိုစိတ်ဆိုးမိတယ်ဘလို့စူးစမ်းအောင်လဲမသိဘူးလမ်းပြောက်နေတယ်အရန်ခက်ခဲတဲ့လောကကြီးမှာလဲနေပါတယ်ဆိုဖေကသူဖြစ်ချင်တာကိုဘာလို့ရမ်းပြောနေတာလဲငါဆန္ဒဟောတော့မှမသိဘူးလားဆိုပြီးတော့ဖေကိုစိတ်ဆိုးခဲ့တယ်ဒီစုကတော့လေတကယ်ကိုဖေနဲ့မေအတွက်အရန်ကိုဂုံယူပြီးတော့ဝမ်းသာရမယ်စုလို့ပဲထင်ပါတယ်ဒါဖေနဲ့မေအတွက်သမီးယူပေးနိုင်တဲ့အကောင်းဆုံးဆုရည်ပဲဖြစ်ပါတယ်ရှင်ပရိသတ်တွေအားလုံးဘို့ချစ်ပေးပြီးတော့ဘို့အခုလိုမျိုးမျှော်မှန်းပေးကြတဲ့အားလုံးလည်းဘို့နဲ့ထပ်တူအခုလိုမျိုးပီတိတွေခံစားရမယ်လို့ထင်ပါတယ်အားလုံးလည်းရင်ထဲကနေလိုက်လဲကျေးဇူးတင်ရှိပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်စကားပြောကြားပေးပါတော့အကောင်းဆုံးအမျိုးသမီးဆက်ဆောင်ဆုရှင်အကယ်ဒမီ